အစ္စလာမ်သမိုင်းမှာဒီမကပဲတကဘာလုံးရဲ့သမိုင်းမှာပါအယမ်းကိုနာမည်ကြီးတဲ့အီဂျစ်နိုင်ငံရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ဖေရောင်ခေါ်ဖေရိုဘုရင်ရဲ့သမိုင်းကြောင်းကိုလည်းအနည်းငယ်ဖြိုးပြချင်ပါတယ်အခုသင်မြင်နေရတဲ့ဒီရုပ်ကလပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လာပင်လယ်နီထဲမှာရေနစ်သေးဆုံးခဲ့တဲ့လူတစ်ယောက်ရဲ့ရုပ်ကလပ်ပါထူးဆန်းတာကသေဆုံးပြီးနှစ်ပေါင်း3000ကြာတဲ့အထိသူ့ရဲ့ခန္ဓာကိုယ်ဟာဘာလို့မပုတ်မတိုးပဲဒီအတိုင်းရှိနေရတာလဲဒါဟာမတော်တဆမှုလားဒါမှမဟုတ်တကဘာလုံးအတွက်တတိပေးချက်လား The Pride of Pharaoh သူဟာရှေးရောက်အီဂျစ်ကိုအုပ်စိုးခဲ့တဲ့ဖေရောင်ဆိုတဲ့ဘုရင်မှာသူဟာအာနာရှိလွန်လို့နောက်ဆုံးမှာမိမိကိုယ်ကိုငါဟာဖျားသခင်ပဲလို့တောင်ကြေညာခဲ့တယ်သူပါအာနေသူတွေကိုကြွန်ပြုတ်နှိပ်စက်ပြီးမန်မာနထောင်လွှားနေခဲ့ပါနဲ့အဲ့ဒီအချိန်မှာဖျားသခင်အာလာကတမန်တော်မူဆာကိုလွတ်ပြီးဖေရောင်ကိုလမ်းမှန်ပြဖို့ကြိုးစားခဲ့ပါတယ်မူဆာဟာသူ့ရဲ့လက်ကင်တုပ်ကိုမွေအစ်စ်ဖြစ်ပြောင်းလဲပြတာပင်လယ်ကိုနှွေချမ်းခွဲပြတာစတဲ့တကိုးပြဒီဟာတွေကိုပြသပေမဲ့ဖေရောင်ကတော့သူ့ရဲ့မန်မာနကြောင့်ဒါတွေကိုမျက်လက်လိုပဲတတ်မှတ်ပြီးတမန်တော်မူဆာနောက်ကိုတတ်ထော်ကလိုက်ပါခဲ့ပါတယ်ဒါပေမဲ့ဖျားသခင်ရဲ့အမိန့်တော်နဲ့နှွေချမ်းကွဲနေတဲ့ပင်လယ်ရေတွေဟာဖေရောင်နဲ့သူ့ရဲ့စစ်တပ်ကြီးအလဲရောက်တဲ့အချိန်မှာပြန်ဆုံသွားခဲ့ပါတယ်အဲ့ဒီရေနစ်နေတဲ့နောက်ဆုံးအချိန်မှာဖေရောင်ဟာဖျားသခင်ကိုယုံကြည်ပါပြီလို့အော်ဟစ်ခဲ့ပြီးမြင်နောက်ကျသွားခဲ့ပါပြီအဲ့ဒီအချိန်မှာဖျားသခင်ကဒီနေ့မှာငါအရှင်မြတ်ဟာတင့်ရဲ့ယုတ်ကလတ်ကိုကဲတင်ဆုံးရှောင်မယ်ဒါဟာနောင်လာနောက်သားတွေအထက်သင်္ကန်းစာချစ်ကိုပဲလို့မိန့်ကြားခဲ့ပါတယ်တကယ်လည်းပဲ1896မရှိခုနှစ်မှာသူ့ရဲ့ယုတ်ကလတ်ကိုအီဂျစ်မှာပြန်တွေ့ခဲ့ရပါတယ်တေပံပညာရှင်တွေစစ်ဆေးကြည့်တဲ့အခါသူ့ရဲ့အဆုတ်လုထဲမှာပင်လယ်စားလက်တွေကြံနေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပါတယ်။တမိုင်းဆိုတာသင်္ကန်းစာယူဖို့ပါ။အာနာနဲ့မန်မာနာဟာဘလောက်ပဲကြီးမားပါစေ။အမှန်တရားရှိမှတော့ဖုံမှုတ်ထတောင်သိငယ်သွားတတ်ပါတယ်။